အမလီလေးမဲမင်းကြီးသားရေတောင်းမှန်ပါလေထက်မကန်ပါနဲ့တော့ဘိုက်ဒီလေနားလာပါပြီတိတ်မဟုတ်ဘူးငါပြောမိမှာဟာဟမ်ငါပြောမိကစကားပြောတယ်ဟာဟုတ်တယ်မပြောဘဲနေလို့မရတော့လို့ပြောရတာတိတ်မဟုတ်ဘူးနော်တိတ်မဟုတ်မှန်တော့သိပါတယ်ဗျဟိုတိုင်းမဲ့တိုင်းချင်မိကန်စရာဆိုလို့ဒါပဲရှိတာလေမင်းတိုင်းလဲကျင်းလို့ရမယ်အားကစားလေးလုပ်လို့ရမယ်ဆိုရင်အဲ့လိုနေအောင်မသွားချင်ဘူးလားဟမ်အဲ့လိုနေရာရှိလို့လားဗျဟိုကျွန်တော်ရွာမှာတော့မရှိပါဘူးဗျာဒီရွာမှာတော့မဟုတ်ဘူးဒီရွာရဲ့ရှေ့ကရွာမှာရှိတယ်အဲ့ဒီမှာလေတဲအိတ်လည်းရှိတယ်အလေးမဆရာတွေရောအစုံရှိတယ်ဟဲ့အောင်ငပိမင်းပြောတဲ့တရေချောက်တွေဆိုတာဂျင်းုံကြီးလားကွာအေးဟုတ်တယ်ဂျင်းပြက်ကြီးပေါ့ကွာပစ္စည်းတွေအစုံရှိရနော်အပြက်ပင်မဲ့အတင်းတော့မသိနိုင်ကွာရှော့ကဲကွာကဲဒီကအပြန်ကျုပ်ရဲ့လက်မောင်းကြွသားရဲ့လှနေရမယ်ချက်ကြီးလှုပ်ထားကွာကိုချက်ကြီးတရေလာနေပလားဗျအခုတက်တီတော့အာယုံမရသေးဘူးကွာမလာသေးဘူးတင်နေဟဲ့ဒီမှာစားခတ်တာတွေ့တယ်ဂျင်ဖွင့်ချိန်နဲ့ဂျင်ပိတ်ချိန်နဲ့မနေ့6နာရီကနေနေ့လယ်12နာရီဟိုနေ့လယ်3နာရီကနေည9နာရီထိတယ်ဟာအခုကဘယ်နှစ်နာရီလဲမိဝိုင်းအခုက3နာရီထိုးပြီးကိုချက်ကြီးဒါဆိုရင်သတိထားကြတော့သူတို့လာတော့မှာမင်းတို့ကဘယ်ရလဲကွာဘာလို့ဒီတဲကိုဝင်လာလဲဟိုကျွန်တော်တို့ကခီးသွားတရေတွေပါဂျင်ကိုတွေးလို့ဝင်စော့ကြတာပါဗျတရေဆိုရင်တော့ရပါတယ်လူဆိုရင်တော့မရဘူးစော့ကြလေးစော့ကြလိုအပ်တာရှိရင်တော့ကျွန်တော်ကိုပြောပါဗျထရိနာကြီးဒီကကျွန်တော်ကိုကထရိနာကြီးတို့လိုဘော်ဒီတောက်ကျင်တာလေးဗျအဲ့ဒါနည်းနည်းတော့ကူညီပေးပါအောင်ဗျဩကျွန်တော်လိုဘော်ဒီတောက်ကျင်တာလားဗျဟိုဒါကလွယ်တော့မလွယ်ဘူးနော်တော်တော်စော့အောင်ပါဒီကခီးသွားတွေစော့နိုင်မှာမလားဟိုစော့နိုင်တဲ့ထရိနာကြီးရဲ့ကျွန်တော်ကအဲ့လိုကြမ်းမိရမ်းမိဆိုမှကြိုက်တာဗျဟဲ့ငါပိန်တော်တော့နော်အင်းမအဲ့ဒါဆိုလေဟိုဘက်မှာကျွန်တော်လူတွေကိုလေ့ကျင့်ခန်းလုပ်ပေးပြီးရင်တော့ဒီဘက်ကိုပြန်လာပြီးတင်ပေးပါမယ်အမလေးလေးလိုက်တာဗျာအဆောင်မပါဗျနောက်ဆိုလေဘော်ရီကဒီဝိတ်ကိုနိုင်သွားမှာမနိုင်မင်းနဲ့ကျွန်တော်လည်းကျိုးသွားရင်ရောဆရာမကျိုးပါဘူးဗျာကျိုးလေတည်းရဲ့ပဲပြန်ဆက်လို့လွဲပါတယ်ဗျလူတွေလူမမဟုတ်တာကဲဒါကိုဆဲကဆော့မယ်နော်ဗျာဆဲကဟုတ်လားကိုချက်ကြီးလက်တီကဘာလို့တုံနေရလဲဗျမတုံမင်းနေမလားကွဝိမထားရတာကြီးလေးလိုက်တာဟာကိုချက်ကြီးခဏလေးပဲကစားတာကိုမာဆယ်တွေထွက်လာတယ်လို့ပဲနော်ဗျအေးငပိတ်မင်းနဲ့ကြုံရွာရောက်မှတွေ့မှာလာအခုပြန်ကြမယ်ဟိုထရိနာဆရာကြီးကမနှက်ဖြန်လေးပြန်လာခဲ့ဦးနေဗျကျွန်တော်တိုင်ကိုသူကြည့်ပေးမယ်တဲ့အေးမနှက်ဖြန်ဆိုရင်တော့မင်းတယောက်တည်းပဲလားကျုပ်တော့မလိုက်ဘူးငပိတ်ဖွားမြိုင်ကအပေါက်ပြဲတွေနဲ့ဖြစ်နေပြီဟာအေးနော်အိမ်ကပြန်မြင်သိနေပြီတို့တွေဘယ်လိုလုပ်ကြမလဲဒါဆိုဖွားမြိုင်ကိုပြန်မြင်ပေးကြမလားကောင်းတာပဲဒါဆိုအိမ်မြင်ပေးဖို့ပတ်စံကိုဘယ်ကသွားရှာကြမှာလဲဟာကဲမြင်းလေးတို့ကြီးကစုံပြုတ်စားကြပါအောင်ဟုတ်ကဲ့ပါဖွားဝါဖွားမြိုင်ကျွေးတဲ့ကစုံကအရန်ချူတာပဲဟုတ်တယ်မြင်းလေးရဲ့ဒီကစုံတွေကလေဖွားကိုယ်တိုင်စိုက်ထားတာအော်အဲ့ဒါကြောင့်အရန်စားကောင်းနေတာ哦တို့တွေတရေရွာမှာဈေးသွားရောက်ပြီးတော့ပတ်စံရှာကြမလားတရေရွာမှာဈေးသွားရောက်မယ်ဖြစ်ပါမလားဘို့တို့ကတိတ်ဖြစ်တာဗောငပိန်ကဘာလို့ဆိုသူတို့လိုအပ်တဲ့ပစ္စည်းတွေကိုလူသားတွေရှိတဲ့ရှောင်းမှာလောင်ဝင်နိုင်ကြအောင်လေဒါဆိုဈေးအောင်ပြီးပဲချိန်မှာတို့တွေဖွားမြိုင်ကိုအိမ်ပြင်ပေးနိုင်မှာလေအေးလေဒီတိုင်းဆိုနောက်နှစ်တောင်မှပြင်ပေးနိုင်မှာမလားပဲအဲ့ဒါတော့စိတ်မကူပါနဲ့ဟာငါမှအကြံရှိဘလို့ကဲဖိုးတူကြီးဒီမှာငါတို့ဝဲလာတယ်အေးကွာပုံစံကြည့်ရတော့ပစ္စည်းနဲ့စုံမဲ့ပုံပါပဲအဲ့လိုဆိုအချိန်မလင့်ခင်တရေရွာကိုဈေးအောင်မှုအတွက်သွားကြတော့မလားโอเคလေသွားကြတာပေါ့ဟိုဒီအိုင်ရှဲတော့ကဘယ်လောက်လဲအိုင်ရှဲတော့ကဝယ်စည်းများတယ်ဗျဘယ်လောက်များလို့တော့ဟိုဝယ်စည်းက1000ပါဟိုကျွန်တော်တို့လေဒီကိုလာရောက်ရတာဆိုတော့9000တော့ပို့ပေးပါအမလီ9000လေးမြအေးစီ2000ပေးလိုက်မယ်2000ဟင်တကယ်လားညီမကြီးတည်းရဲ့မတကယ်ပေါ့တော့တို့တွေလူသားတွေရောက်ကိုတော့ရလို့မှမရတာအတက်တောင်ပို့ပေးတင်သေးတယ်ဟုတ်ကဲ့ဟိုကျေးဇူးတင်ပါတယ်ညီမကြီးတည်းရဲ့မဒီလိုနဲ့ဖိုးတူးတို့ဈေးဆိုင်မှာတရေတွေတယောက်ပြီးတယောက်ပြန်ရောက်လာခဲ့ပြီးတော့သူတို့ပါသမျှပစ္စည်းတွေလည်းအကုန်ရောင်းကုန်သွားခဲ့တယ်ကဲမောင်ဖိုးတူးတို့ဒ
ဒီတစ်ခေါက်လည်းမင်းတို့ဘွေကကုသိုလ်ကောင်းမှုအကြီးကြီးလွတ်လိုက်တာပဲကျုပ်တို့ရွာထဲမှာခုလိုတိတက်ပြီးလိမ္မာအေးချရှိတဲ့ကလေးတွေရှိတာကျုပ်တော့ဂုဏ်ယူရဗျာကျုပ်ပေါ်တိတက်ပြီးတဲ့ဖိုးတူတို့အဖွဲ့နဲ့ရွာသူရွာသားအားလုံးကိုကျုပ်ကကျေးဇူးတင်ပါတယ်အသက်ကြီးရဲ့နောက်ပိုင်းလေလုံခြုံတဲ့အလီနဲ့နေထိုင်ရမယ်ဆိုပြီးတခါမှအဆင်မကူးခဲ့ဘူးပါဘူးခုလိုဝိုင်းဝန်းပြီးတော့ကူညီပေးကြလို့အကုန်လုံးကိုကျေးဇူးတင်ပါတယ်ကွယ်ဟမ်ဖွားမြိုင်ဘာလို့ငိုနေရလဲဝမ်းသာလို့ပါမြည်လေးရဲ့ဝမ်းသာလို့ပါအော်ဖွားဖွားကလည်းဝမ်းသာရင်မငိုပါနဲ့ပြုံးပြုံးလေးနေနော်စမိုင်း